ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် channel ရဲ့ပြန်လည်ဆက်ပါဒီနေ့ကတော့ကျွန်တော် legendary ပေါက်တယ်ဆိုတာကျွန်တော်တက်တည်ပြပါမယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာငားများတဲ့ဝင်လိုက်ပါပြကန်းကိုနှိပ်လိုက်ပါပြီးတော့ဒီဘက်မှာ legendary မှာ1လို့ပေါ့အဲကျွန်တော်တစ်ကောင်ရထားတာပဲဖြစ်ပါတယ်ဒီမှာပါဒီကောင်ပဲဖြစ်ပါတယ်ကျွန်တော်ရထားတဲ့ကောင်ကတော့ဟဲ့ပါတော့ရတဲ့နေ့ကတော့9လပိုင်း18ရက်နေ့ကထဲကရထားတဲ့ပုံမှာကျွန်တော်ညီပေါက်သွားတဲ့ဟာလေးကျွန်တော်ပြပါမယ်ခင်ဗျာဘယ်လိုပုံလေးလဲပြမယ်ဒီအပေါ်ဒီကောင်ပဲဖြစ်ပါတယ်ဘရိုဒီကောင်လေးပါကျွန်တော်ကတော့ဒီကောင်ကြီးပေါက်သွားပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော် common red update ဒါလေးပဲရှိပါတယ် super red ဒါကတော့ကျွန်တော်မှရှိတဲ့ဟာဒါမှပါမကြည့်တော့ဒါဆိုပဲဒါဆို common ဒါဆိုရင်အားလုံးဗျာဆိုတော့အားလုံးဟုတ်ကဲ့ပါဒီမှာပါဒီမှာဒါဆိုရင်ငါးများတာပါခင်ဗျာဒီရဲ့ကျွန်တော်ခဏယူလိုက်အောင်မယ်ယူပါပြီကဲအားလုံးပဲဒီနေ့ပြီးတော့ဒီတော့ပါအားလုံးပဲကြည့်ရှုပေးတဲ့အောင်ချင်းစီအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ပြီးတော့ပြန်လိုက်ကြပါမယ်အားလုံးပဲ bye bye